ဒီကောင်လေးကတကယ်ကိုတေးသေးလေးမို့လို့ခောက်ဆွဲဖက်အနေငယ်လောက်စားလိုက်ရုံနဲ့တင်ဗိုက်ပြေသွားရှာပါတယ်သူ့အတွက်တော့ရေခွက်တေးသေးလေးတစ်ခွက်တင်ရေချိုးဖို့လုံလောက်နေပါပြီနေတဲ့အိမ်ကလည်းကစားစရာအိမ်လေးဖြစ်ပြီးသူ့ကိုယ်နဲ့တော်မဲ့အဝတ်စားလည်းမရှိတာမို့အယုတ်ဝတ်စုံလေးတွေကိုပဲရွေးချယ်စရာမရှိပဲဝတ်ဆင်ထားရရှာပါတယ်ဒီလိုတနာစရာတေးသေးလေးဖြစ်နေတာကိုမြင်တော့ကောင်မလေးကပျော်လွန်းလို့လက်ခုပ်တီးပြီးသူ့ကောင်းလေးကိုမအောက်နိုင်ပဲအသားအရာလေးပုတ်ပေးလိုက်ပါတယ်သူတို့နှစ်ယောက်ဟာတနေ့ကင်းလုံးအတူတူကစားရင်းတပ်ပုံတွေအများကြီးတွေ့ရိုက်ခဲ့ကြပါတယ်အခန်းထဲမှာလည်းနှွေးထွေးချမ်းနဲ့လေတုလေးချက်ချင်းပဲလွှမ်းမိုးသွားခဲ့တာပေါ့နောက်ရက်မနက်စာစားချိန်မှာတော့ကောင်မလေးကကောင်လေးအတွက်အစားအစာတွေကိုခိုးဝှက်ပြီးဖယ်ထားပေးခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ထူးဆန်းတဲ့အပြုအမူကမိသားစုရဲ့တန်တရားကိုချက်ချင်းဖြစ်စေခဲ့ပါတယ်သူမရဲ့အမေကသမီးဖြစ်သူဟာအခန်းထဲမှာအိမ်မွေးတိရစ္ဆာန်အသေးလေးတစ်ကောင်ကိုတိတ်တဆိတ်မွေးထားတယ်လို့တန်တရားဝင်သွားခဲ့ပါတယ်ဒါကြောင့်ကောင်မလေးကြောင်းသွားတာနဲ့တပြိုင်နက်အမေဖြစ်သူကအခန်းထဲကိုဝင်ပြီးထောက်စီအောင်တေချလိုက်ရှာပါတော့တယ်တင်းငယ်တဲ့ကောင်လေးခန့်များမှာတော့အယုတ်တွေရဲ့အနောက်မှာအမြန်ပုံးအောင်ရင်အသက်ပင်မရှူရဲပဲအတန်တစ်ချက်မထွက်အောင်နေရရှာပါတယ်အမေဖြစ်သူအခန်းထဲကနေထွက်သွားတော့မှပဲကောင်လေးလည်းတပြင်းချနိုင်ပြီးလောလောဆယ်ဘေးကင်းသွားပြီလို့တွေးလိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီအေဂျင့်မှုကကြကြမခံခဲ့ပါဘူးကောင်မလေးရဲ့အမေဟာဖုံဆုပ်ဆက်ကြီးကိုကင်ပြီးအခန်းထဲကိုရုတ်တရက်ပြန်ဝင်လာပါတယ်ပြင်းထန်တဲ့ဖုံဆုပ်ဆက်ရဲ့လေဆုပ်အားကြောင့်ကောင်လေးဟာချက်ချင်းဆိုသလိုအထဲကိုပါသွားမလို့ဖြစ်ခဲ့ပါတယ်ကြောက်လန့်တကြားနဲ့ကလတ်ထိုင်ခြေထောက်ကိုအသေးအတန်လှမ်းဆွဲထားပေမဲ့လည်းနောက်ဆုံးမှာတော့ဖုံဆုပ်ဆက်ထဲကိုပါသွားခဲ့ရရှာပါတယ်သူပြန်နိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့လူသူရှုပ်ထွေးလာတဲ့ပြင်ပလမ်းမကြီးပေါ်ရောက်ရှိသွားတာကိုသိလိုက်ရပါတယ်လမ်းလျှောက်လာတဲ့လူတစ်ယောက်ကသူ့ကိုနင်းမိလူနီးပါဖြစ်ခဲ့ပြီးသူအတိမဝင်နိုင်သေးခင်မှာပဲကြောင်တကောင်ကသူ့ကိုရုတ်တရက်တတိပြုမိသွားပါတယ်ကောင်လေးကတော့မရိပ်မိအောင်မြေကြီးပေါ်မှာဝက်ပြီးအတက်နိုင်ဆုံးငြိမ်နေပေမဲ့လှုပ်ရှားမှုကိုကြောင်ကအာယုံခံမိသွားပါတယ်နောက်ဆုံးစက္ကန့်မှာတော့ကောင်လေးကကြောင်ရဲ့ကြောပေါ်ကိုချက်ချင်းခုန်တက်လိုက်ပါတယ်လမ်းချသွားတဲ့ကြောင်ကြီးကလည်းလမ်းမပေါ်မှာရှူးသွတ်မတက်ပြေးလွှားပြီးနောက်ဆုံးတော့သူ့ကိုခါချလိုက်ပါတော့တယ်ကြောင်ပေါ်ကပြုတ်ကျသွားတဲ့ကောင်လေးဟာစီးဆင်းနေတဲ့မြစ်ပြင်ကျဲတဲကိုကျသွားပြီးတရားတိုင်နဲ့စောင့်မိလူနီးပါဖြစ်ခဲ့ရပါတယ်ကံကောင်းခြင်းတော့သူဘေးကင်းကင်းနဲ့လွတ်မြောက်လာပြီးကန်းဆက်ကိုအသေးအတန်ပြန်တက်လာနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကလေးတစ်ယောက်ကလျှက်စစ်စကူတာ၄စီးပြီးဖြစ်မောင်းသွားပါတယ်။ကောင်လေးလည်းအခွင့်အရေးကိုအရယူပြီးအိမ်ပြန်ရောက်မဲ့မျောလင်းချက်နဲ့စကူတာပေါ်ကိုခုန်တက်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းကောင်မလေးကကောင်လေးပျောက်ဆုံးသွားတာကိုသိပြီးလမ်းမတွေပေါ်မှာအသေးအတန်လိုက်ရှာနေခဲ့ပါတယ်။ကောင်လေးကသူမအနာကနေဖြတ်ပြေးသွားတာကိုမြင်လိုက်ပေမဲ့နှစ်ယောက်သားကလွယ်သွားခဲ့ကြပါတယ်။သူ့ရဲ့ရှိသမျှအတန်ကုန်သုံးပြီးအော်ဟစ်လိုက်တော့မှပဲနောက်ဆုံးမှာကောင်မလေးရဲ့အာယုံဆိုင်မှုကိုရရှိသွားခဲ့ပါတယ်။ကောင်မလေးကချက်ချင်းဒူးထောက်ထိုင်ချလိုက်ပြီးသူမရဲ့လက်ကိုကမ်းပေးလိုက်တဲ့အခါကောင်လေးကလည်းသူမရဲ့လက်ဖွားပေါ်ကိုချက်ချင်းခုန်တက်လိုက်ပါတော့တယ်။ပင်မနွမ်းနေပြီးတနာစရာကောင်းလာတဲ့ကောင်လေးရဲ့ပုံစံကိုကြည့်ပြီးကောင်မလေးကအပြစ်မကင်းစိတ်နဲ့စိတ်ပူပန်မှုတွေတပြိုင်နက်ခံစားလိုက်ရကသူ့ကိုအိမ်ကိုအမြန်ဆုံးခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီညမှာတော့ကောင်လေးဟာသူ့ဘေးနားမှာအေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ကောင်မလေးကိုတိတ်တဆိတ်စိုက်ကြည့်နေမိပေမဲ့သူမကိုဖတ်ဖို့တောင်မတတ်နိုင်ရှာပါဘူး။နက်နဲတဲ့အကြီးကျယ်ဆန်မှုတွေကသူ့ရဲ့နှလုံးသားထဲမှာတဖြည်းဖြည်းလွှမ်းမိုးလာခဲ့ပါတယ်။ကောင်မလေးမနှိုးခင်မှာတော့သူကဘာမှမဖြစ်ခဲ့တယ်လို့မျိုးအကောင်းတိုင်းဟန်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတင်ကောင်မလေးရဲ့မောင်လေးကအခန်းထဲကိုရုတ်တရက်ပြေးဝင်လာပါတယ်။ကစားစရာတနက်ကြီးစံတစ်ခုကကောင်လေးရဲ့မျက်နှာနာကနေဝူးကနေဖြစ်ပြန်သွားခဲ့ပါတယ်။လမ်းဖြတ်သွားတဲ့ကောင်လေးဟာနောက်ကိုခြေလမ်းမပြီးစပွဲပေါ်ကနေအရှိန်နဲ့ပြုတ်ကျသွားပါတော့တယ်။သူ့ရဲ့ဘေးကင်းလုံခြုံရေးအတွက်အလွန်အမင်းစိုးရိမ်သွားတဲ့ကောင်မလေးကတော့အဲ့ဒီအချိန်ကစပြီးသူ့ကိုသူမရဲ့အနာမှာအချိန်ပြည့်ခေါ်ထားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။